အခု make-up ဖောင်ရွာမှာလူတွေပြည့်ကျက်ညက်နေအောင်စီကားနေရဆိုလို့ make-up ပေါက်အပေါ်ဘက်ခြမ်းမှာမနေဘဲနဲ့ make-up ပေါက်တက်တဲ့လမ်းအောက်ဘက်ခြမ်းမှာနေရာလေးတစ်ခုကိုခွင့်ယူလိုက်ပြပေးပါမယ်။ခွင့်ယူလို့လည်း make-up ဖောင်ရွာကိုမနက်ပိုင်းအပေါ်ဘက်ခြမ်းကိုလဲခဲ့ပြီးတော့မှအပြန်ဝင်ခဲ့တဲ့နေရာလေးဆိုတော့လေမနက်ပိုင်းတော့ခွင့်ယူ make-up ဖောင်ရွာကိုလဲခဲ့ပါတယ်။မနက်6နာရီထိုးလောက်ကြီးလဲခဲ့ရဆိုတော့လူတွေတယောက်မှတော့မရှိပါဘူးပေါ့နော်။တောအုပ်ကြီးထဲကိုရောက်သွားသလိုခံစားစီရမယ်နေရာလေးတစ်ခုကိုခွင့်ယူလိုက်ပြပေးပါမယ်ဆုံးတိလိုက်ကြည့်ပေးကြပါဦးနော် Hi everyone ခွင့်ယူပြီးတော့မှကြိုဆိုပါရယ်ခွင့်ယူအခု make-up ပေါက်အပေါ်ထပ်ကိုလဲတဲ့ပြီးဆိုတော့ပြန်နေတဲ့လမ်းမှာဆိုင်လေးတစ်ဆိုင်ကိုတွေ့ခဲ့လို့ဝင်ခဲ့အကြောင်းလေးကို blog လေးရိုက်ထားတာပဲဖြစ်ပါတယ်ခွင့်ယူသွားတဲ့နေရာလေးကတော့ coffee ဆိုင်လေးလည်းဟုတ်တယ်ပြီးတော့ resort လေးလည်းဖြစ်တယ်ပေါ့နော်နေရာလေးကတော်တော်လေးလှတာဆိုတော့လေတဲခုမဲ့လူတွေဆိုတော့အဆင်ပြေမယ်လို့တော့ခွင့်ယူလို့ထင်တယ်ပေါ့နော်ခွင်တို့လည်းအသွားမှမတွေ့ခဲ့ဘူးအပြန်ကြားမှနေရလေကြည့်လိုက်တာနဲ့ဝင်ကျင်စရာနေရာလေးဖြစ်နေရတော့ကြောင့်ခွင်တို့ဝင်ခဲ့ပါတယ်အစားအသောက်တွေပါခါရရပါတယ်ပြီးတော့ resort လေးလည်းဖြစ်တာမို့လို့အသက်ခိုလို့လည်းရပါတယ်အဲ့တော့ခွင်တဲ့သူတို့အထဲကိုလိုက်ကြည့်ပေးကြပါဦးခွင်ရသွားတော့သူကတစ်ခုပြီးတစ်ခုပြင်ဆင်နေရပါတော့အကုန်လုံးအပတ်ပတ်ကနေပြီးတော့ပြင်နေရဆိုတော့တော်လေးကိုမိုက်နေပါပြီတစ်ပင်တွေအများကြီးနေရာတိုင်းမှာစိမ့်စိမ့်ဆူဆူလေးမြင်ရတာထဲဟိုဟာမျက်စိကတော်တော်လေးကိုအေးချမ်းနေပြီပေါ့နော်အဲ့နဲ့ခွင်တို့ကိုအထဲကိုလိုက်ကြည့်ပေးကြပါဦးနေရတော့ပူပါရဲ့နေပူပေမဲ့လေလိုက်တိတ်ကောင်းတာဖြစ်တဲ့အတွက်ကြောင့်ဓာတ်ပုံတွေကတော့ share ရိုက်လို့ရပါတယ်ဒါကတော့ဆိုင်ထဲကိုဝင်တဲ့နေရာလေးပေါ့နော်ဒီနားနေစားပြီးတရားလေးကိုဖြတ်ပြီးတော့ဝင်သွားတာပါသူ့ရဲ့လေတဲခိုရဲ့နေရာလေးအရန်ချစ်ဖို့ကောင်းပါရဲ့နော်ဒီမှာကြည့်လိုက်ပါဦးတော်တော်လေးကိုမိုက်ပါရဲ့ညဘက်အိမ်မက်လူတွေဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်စားသောက်ဆိုင်နဲ့လည်းတွဲရဖွင့်ပေးထားတာဆိုတော့လေအရင်ဆင်ပြေပါရဲ့เนาะဒီမှာကတော့ခွန်ရိုးကတော့ drink တစ်မျိုးပဲမှာခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ခွန်တို့ make up အပေါ်ထက်မှာလည်းမုတ်တီလည်းစားလာတယ်ထမင်းလေးလည်းစားလာတယ်ပြီးတော့ coffee ဆိုင်တစ်ဆိုင်မှာထပ်ပြီးတော့ဝင်ခဲ့ရဆိုတော့တိတ်ပြီးတော့မဆန့်တော့ဘူးပေါ့เนาะဘိုက်ကဒါကခွန်ရိုးဒုတိယထပ်ကိုသွားနေရပဲဖြစ်ပါတယ်ဒုတိယထပ်မှာဆိုလည်းတော်တော်လေးမိုက်တယ်ဒီမှာဆိုလို့ရှိရင်လည်းနာနာနေနေလာနေလို့ရပါတယ်အပေါ်ဘက်ကလာကြည့်မယ်ဆိုလို့ရှိရင်လည်းရှုခင်းနေရတော်တော်လေးမိုက်ပါတယ်เนาะဒါကတော့ခွန်ရိုးအောက်ပြန်စီရင်လည်းရိုက်ထားတာပါရိုက်စရာနေရာရတယ်အများကြီးပြည်နေရဆိုတော့လေဘင်းနားဘယ်လိုရိုက်ရမှန်းမသိဘူးပြီးတော့လေတနေရာနဲ့တနေရာသွားရတယ်မိုးပါမိုးရယ်လူတွေရှိတာဆိုတော့ဒီထဲမှာလူတွေရှိပါတယ်เนาะစားတောက်ဆိုင်တွေမှာ coffee လာတောက်တဲ့လူတွေလည်းရှိပါတယ်ပြီးတော့ resort မှာတဲနေတဲ့လူတွေကလည်းရှိပါတယ်ခွိုင်းတော့ကိုတွိုင်းလက်သွားနေရပဲဖြစ်ပါတယ်ဒီမှာဆိုပြင်ဆင်ထားတာပါတယ် share မိုက်တယ်เนาะအင်းကြီးလှလှလေးဝတ်သွားပြီးလို့ရှိရင်ဒီမှာသပုံရိုက်လို့ရှိရင်တော်တော်လေးလှပါတယ်ဒီနားလေးလေးလှတော့ခွိုင်းရတေချာလေးရိုက်ထားပါတယ်ပြီးတော့ခွေတို့မာလာတွေရောက်ပြီပေါ့နော်အရသာအနေနဲ့ကတော့ပုံမှန်ဆိုင်တွေထက်တော့နည်းနည်းငယ်တော့ပိုကောင်းပါရဲ့ဒါပေမဲ့ခွေတို့ကဖူဘလော့ရိုက်တာမဟုတ်တဲ့အတွက်အစားတောက်တွေကိုတော့အများကြီးမ try ခဲ့ပါဘူးနည်းနည်းပပလေးပဲတောက်ပြီးတော့ခွေတို့အငယ်မနဲ့ငါးကန်နေဘက်ချမ်းကိုသွားပါရဲ့အရန်လိုက်နေရလေးပဲနော်ပြီးတော့လေခွန်ယူဒီဘလော့မတင်တော့ဘူးလို့တာပေါ့နော်ဘာဖြစ်လို့ဆိုတော့အဲ့တော့မှရိုက်တော့မှဆိုလို့ရှိရင်လုံးဝမလှတယ်လို့ခံစားရတယ်အဲ့ဒါနဲ့ပဲခွန်ယူမတင်တော့ဘူးဆိုစုံဖြတ်ထားတာအခုဘလော့လေးတေချာပြန်လုပ်ကြည့်မှပဲတော်လေးလှပါရဲ့ဒီဘက်မှာဆိုလို့ရှိရင်လည်းသူဖန်တီးထားတာလေး create လုပ်ထားတာလေးအရန်မိုက်ပါရဲ့နော်ဟိုးပေါ်ထက်မှာဆိုလို့ရှိရင်တဲခိုရဲ့နေရာလေးပေါ့ဒီမှာငယ်မဘာပြောလဲဆိုတော့သူငါးတွေဖြစ်ချင်တယ်တဲ့ဘာဖြစ်လို့ဆိုတော့ငါးဖြစ်ရင်စားမလို့ရဘူးတဲ့အဲ့ဒါနဲ့ပြောနေကြတာပါဒီနေရာတွေကလေတော်တော်များများဓာတ်ပုံရိုက်တဲ့နေရာတွေပါသူ့ရဲ့ tea story ဆိုရဲတစ်စိတ်လေးကိုပေါအောင်လို့ရိုက်ကြတာပေါ့နော်ဒီဆိုင်လေးကိုဓာတ်ပုံရိုက်လိုက်ပြီးဆိုတာနဲ့ make up ပေါင်ရွာကိုရောက်နေပြီဆိုတာလေတန်းတိလောက်တဲ့အထိကိုဒီဆိုင်လေးကတော့နာမည်တော့ကြီးရယ်ပေါ့နော်အဲ့ကြောင့်မလို့မပြည့်မနေဝင်လို့ရအောင်လို့ခွင့်ရဒီ blog လေးကိုတင်လိုက်တာပဲဖြစ်ပါတယ်ပြီးတော့လေအထဲထဲမှာဆိုလို့ရှိရင်ဒီလိုမျိုးအငွေလေးနဲ့လောက်ထားနေရာလေးပေါ့နော်အရန်လာပါတယ်ဒီနေရာလေးဆိုတော့ခွင့်တော်တော်ကြိုက်တယ်ဒီနေရာလေးမှာနေလိုက်ပြီဆိုတော့တော်တော်လေးကိုအေးဝါပါတယ်အဲ့ဒါနဲ့ခွင့်ဒီနေရာလေးမှာဓာတ်ပုံကြီးရိုက်ခဲ့သေးတယ်ပေါ့နော်ဒီမှာလည်းရိုက်စရာနေရာကြီးအများကြီးပါပဲအဲ့ဒါနဲ့ခွင်နဲ့ပေးနေရမှာဘယ်လိုရိုက်ရမလဲဆိုတော့မသိတော့အောင်ထီဘူးပေါ့နော်နေရာစလုံးမောသွားလို့ဒီမှာနားပါတယ်အငယ်မဆိုရင်ရိုက်ပေးရလို့ပလက်ပါလာမှာပါတယ်
ခွန်ညိုခေါင်းစည်းလေးကတော့မက်ကပ်ဖောင်ရောဟာပဲဝယ်ခဲ့ရပါတော့သူကမက်ကပ်ဖောင်ရောမှာဆိုခေါင်းဝင်လေးနဲ့ဒီလိုခေါင်းစည်းလေးနဲ့အဲ့လိုမျိုးတက်ပုံရရဲ့ပုံစံလေးပေါ့နော်အဲ့နဲ့ခွန်ဝယ်ခဲ့ရပတ်150လားမသိဘူးပေးခဲ့ရဈေးတော့နည်းနည်းတော့ကြီးရပါတော့ကို့မှာရှိလို့ရှိရင်မက်ကပ်ဖောင်ရောလာလဲမယ်ဆိုလို့ရှိရင်တော့အခေါင်းစည်းလေးထည့်သွားလို့ရှိရင်တော့ပတ်စံပုံမကုန်တော့ဘူးပေါ့နော်ဒီဆိုင်မှာကြိုက်ဆုံးနေရတော့ဒီနေရာလို့ပဲပြောရမယ်ပေါ့နော်တော်တော်လေးမိုက်ပါရဲ့အပြင်မှာပိုလာရလို့တော့ပြောလို့ရတယ်ပေါ့နော်ခွန်ရောအကြောင်းတယောက်တစ်လက်အောင်ရိုက်ပြီးဖြစ်ပါတယ်ကော်ဖီဆိုင်ပတ်ချမ်းနေအောင်ခွန်ရောပတ်ပြီးသွားရဲဆိုတော့ဟိုဘက် resort ဘက်ကိုခွန်ရောသွားပြောလဲပတ်မှာပဲဖြစ်ပါတယ်နေရာကလေကျဲတော့လေဖက်နှက်တီတော့ပေါက်တယ်ပေါ့နော်လမ်းလျှောက်ပြီးလဲရဆိုတော့လေသူကလှေကတိတင်နေဆိုတော့တစ်စစ်မြင့်သွားတာပေါ့နော်အားနဲ့ဒီဘက်ဆိုင်လေးကိုခွင်တို့အပေါ်ထက်မှာခုနကတော့ရိုက်သေးရပေါ့နော်အားနေရာလေးဒီကနေပြီးတော့မြင်တွေ့ရဆိုတော့အရင်မိုက်ပါရဲ့ဒီမှာတဲမဲ့ဆိုရင်တော့ညဘက်ဆိုရင်တော့တော်တော်လေးလှမဲ့ပုံပေါ်ရပေါ့နော်အဲ့မှာပုံလေးကြီးကြည့်ရတယ်လှမဲ့ပုံပေါ်ပါရဲ့တညကိုတော့သူဈေးနှုန်းရေးထားတာတော့3000 4000လောက်တော့တွေးခဲ့တယ်တေချာတော့မဖတ်ခဲ့ရအောင်ခွန်ရုံနဲ့လေဒါပေမဲ့အရန်မိုက်ပါရဲ့အကိုဓာတို့ဘာတို့ကနေပြီးတော့လှမ်းပြီးတော့ချိတ်ပြီးငှားမယ်ဆိုရင်တော့ဈေးသက်သာရပေါ့နော်အစုံလင်းလေးတွေလည်းခွန်ရုံပြပြီးသွားရေးဆိုတော့ဒီနေ့ဘလော့ဒီလောက်ပါပဲရှင်ဆုံးကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်